လူငယ်တယောက်သေဘေးနဲ့ကြုံမဲ့လူငယ်တယောက်ဒါဖြင့်ငါသူ့သေဘေးကလွတ်အောင်လုပ်မဲ့နီလန်းရှိလားလို့ဆိုသူဟာကံကြမ္မာဝကြွေးကိုပေးဆိုင်ရမယ့်လူဖြစ်တော့သေဘေးကလွတ်ဖို့သူမရှိတော့တခါတည်းအကျတော့ကံကြမ္မာတွေကအကုန်ဖန်တီးထားပြီးဆိုရင်ဘုရားတော်မှာကယ်နိုင်တာမဟုတ်ဘူးဒီကံကြမ္မာဖန်တီးလာပြီဆိုသို့တော့မကယ်နိုင်တဲ့အထဲမှာအကောင်းဖြစ်အောင်အကောင်းဆုံးဖြစ်အောင်တော့လုပ်ပေးလိုက်အဲ့ဒီလူငယ်တယောက်ဟာတက္ကသိုလ်မြေကပညာသင်ပြန်လာတာပညာသင်လာတဲ့အခါမှာသူကဆရာကားတွေပေးဖို့ရှိတယ်ရှေးတုန်းကတော့လကအနေနဲ့ပေးတာမဟုတ်ဘူးပညာစုံပြီဆိုတဲ့အခါမှာအာစရိယဒနာဆိုတဲ့ဆရာတွေကိုပေးရမယ်ပစ္စည်းဥစ္စာဝိကျေဒနာကိုပေးကြတယ်သူဟာပညာစုံလာတဲ့အခါခုခေတ်လို့ဆိုရင်ဘွဲလက်မှတ်တွေပါရလာခဲ့ပြီပေါ့ရလာပြီးတဲ့အခါအိမ်ပြန်ပြီးတော့ဆရာကိုပေးဖို့ကြောဖို့ဝိကျေပြန်ယူတယ်ပြန်ယူတာသူပြန်လာတဲ့သတင်းကိုကြားထားတဲ့တော်ဘုံတပြားတွေကရှိထားတယ်သတင်းရထားတယ်ဒီကောင်အိမ်ပြန်သွားတယ်အိမ်ပြန်သွားပြီးရင်ဆရာကြီးစီသွားပြီးတော့ငွေထုတ်ထမ်းပြီးသွားလိုက်မယ်ဘယ်လမ်းကသွားမယ်ဆရာကိုဒီငွေတွေသူဟာဆရာကအနေနဲ့ပေးလိုက်မယ်အဲ့ဒါကိုဈာကဖြတ်ယူဖို့အတွက်သူတို့စောင့်ဆိုင်နေကြတယ်တော်တယ်မှာမြတ်စွာဘုရားအဲ့ဒါကိုမြင်လိုက်တယ်မြင်လိုက်တော့ဒါကိုမလုပ်ဖို့တားလို့ရမလားလို့ဆိုသူကံကြမ္မာကဖန်တီးနေပြီအားလုံးဟာစင်သိဖြစ်နေပြီဆိုလုပ်လို့မရဘူးတဲ့ကံကြမ္မာဖန်တီးလာပြီဆိုရင်ဒီဟာမြတ်စွာဘုရားတောင်မကယ်နိုင်ဘူးလို့ဆိုတာအဲ့တော့အဲ့ဒီလိုအခြေအနေမျိုးရောက်တဲ့အခါမြတ်စွာဘုရားဘာသွားလို့သူသွားမဲ့လမ်းကြောင်းကျွတ်တင်ပြီးတော့မြတ်စွာဘုရားတပည့်တပည့်အောင်မှသွားထိုင်နေတယ်မကြခင်သူရောက်လာတယ်ရောက်လာတဲ့အချိန်လေးမှာသူကဝင်ပြီးတော့ကြောတော့မင်းအားကိုးစရာတွေပါလေရှိရလားဘဝမှာအားကိုးရရှိရလားလို့ဆိုမရှိသေးဘူးအေးမရှိလို့ရှိရင်မင်းအားကိုးရကိုယူထားငါပြောမယ်အားကိုးရဆိုတာရှိရတယ်ဘဝမှာဆိုပြီးမြတ်စွာဘုရားကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတရဏဂုံကိုသူ့သင်ပေးလိုက်တယ်မင်းဒါလေးအားကိုးဆိုအေးဒီနေ့အမှကံကြမ္မာကရှောင်လွဲလို့ရတဲ့ကံကြမ္မာမျိုးဆိုလို့ရှိရင်တော့လေဗုဒ္ဓတရဏကိစ္ဆာမိယထာနဲ့တေဘေကလွတ်နိုင်တယ်ပေါ့သို့တော့ရှောင်လွဲလို့မရတော့တဲ့အခြေအနေဆရာဝန်တွေတောင်မှ incurable ဆိုကုလို့မရတာ